နင်းကြပြီးအချိန်ကြီးကြည့်လိုက်ကားလေးရဲ့အချိန်လေးတနာစီရကွယ်အကောင်လိုက်နင်းကြပြီးမဟုတ်နင်းကြတဲ့အခါမှာလေအပြင်မှာနင်းကြတဲ့အခါမှာဒီလောက်တော့ဟုတ်တယ်နင်းကြတဲ့အခါမှာလေအပြင်မှာ run တဲ့experience လုပ်ကြလားအရင်ကောင်းတယ်ဟောသူကနင်းကြရင်ကနင်းကြပြီးတဲ့အခါမှာပဲအေးတာနင်းကြတဲ့အခါမှာမအေးဘူးအခါမှာဟိုနေ့တော့အနည်းမုန်တိုင်းကြမယ်လို့ပြောတဲ့အခါမှာလေနော်အဲ့မှာတော့နင်းကြတဲ့အခါမှာ experience ဖြစ်ချင်လို့နင်းပြီးတော့ပြီးတာအေးရတာလေတောင်းရချင်တယ်မကျန်ထိုင်းဖုန်ကြီးကြောင်ထင်တယ်New City မှာထိုင်းဖုန်ကြီးကြောင်ထိုင်းနေဘလောက်ရှိလားမရှိလားထိုင်းလူမျိုးတွေများလားမများလားဒါမှထိုင်းဖုန်ကြီးကြောင်တော့ကြီးပဲအဲ့ဒါပြီးတာလေအရင်ကောင်းတော့ဘာဖြစ်အရင်ပုံမှပြေးလို့ကောင်းတယ်ဘာလို့လဲဆိုတော့ကိုကပြေးတဲ့ခါမှာအရင်ပူတယ်မဟုတ်လားချွေးတွေကအရင်ထွက်နေချွေးတွေကအရင်ထွက်နေတဲ့ခါကျတော့ဒီနင်းအပြင်ကအေးတဲ့ဓာတ်နဲ့ဆိုရင်လေအေးတာနဲ့ဆိုရင်လေပုံမှပြေးလို့ကောင်းတယ်ဟိုပူတဲ့ရာဒီမှာဆိုရင်ကခိုးတောင်းကမရှိဘူးဟာသေးလားအဲဆိုဒီနင်းတော့မှပြေးတာတော့ပါတော့shake kiss ပြေးကြည့်ကြနော်ဒီနေ့ကအပေါ်ပိုင်းတစ်ထိုင်မယ်ကွယ်ဒီမှာနင်းနေတော့ပုံလိုက်ရွှေရှိသေးတယ်အပေါ်ပိုင်းတစ်ထိုင်မယ်လေအပေါ်ပိုင်းတော့စားမယ်ကိုပဲဂျင်တော်ရဲ့ယောဂရတော့လာရမသေးဘူးနင်းကြနေပူယူရောလမ်းလျှောက်ကြလားဘာလို့ဖြစ်ကြလဲဒီနေ့29ရောက်လာပြီနော်2026တလားကုန်တော့မယ်ဘာလို့ဖြစ်ကြလဲကိုငိုပါ reminder ပေးဖြစ်ကြလဲကိုမေးခွန်းနေမယ်မေးဖြစ်ကြလားကိုရဲ့ resolution တွေကIs it still going on or is it halfway? အဲ့ဒါကျန်တော့နေဘာမဟုတ်တတိယလို့ဘာပြောလားယူလို့ရှောင်း Hi